Hello ဓမ္မအားလုံးမင်္ဂလာပါ fresh ခံနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် ဒီနေ့တော့အချင်းပေါင်းချင်းချင်းဆက်ဆက်ထိထိမိမိလေးစားချက်တယ်အဲ့ဒီတော့အချင်းပေါင်းဆိုင်လေးကိုလိုက်ရှာမယ်တွေ့ပြီဆိုလို့ရှိရင်တော့အချင်းပေါင်းကိုအားရပါရစားမယ်နော်ကျွန်တော်ကလေအချင်းပေါင်းကိုရခိုင်ငပိထောင်းလေးနဲ့ထောင်းတာစားကြတယ်အားကြောင့်မို့လို့ကျွန်တော်ကဒီမှာ share စားရခိုင်ငပိထောင်းလေးနဲ့ထောင်းခိုင်းပါမယ်ဒါလေး share စားကနေပြီးမှထုတ်ထားတဲ့ရခိုင်ငပိထောင်းအစ်စ်လေးပါဒီ share စားရခိုင်ငပိထောင်းလေးရတယ်ရခိုင်ငပိထောင်းအရသာစစ်စစ်ရတယ်ထိထိမိမိ share စားရဲ့ရခိုင်ငပိထောင်းလေးမှာလုံးဝညီတာဒီ share စားထုတ်ထားတဲ့ရခိုင်ငပိထောင်းလေးတွေကလေတကယ်ကိုမြင်ငပိစစ်စစ်နဲ့ပြုတ်လောက်ထားတာသူကဈေးလဲတန်တယ်အသင့်လဲစားလို့ရတယ်အလုတ်ရှုပ်လဲတက်တာတယ်ပေါ့နော်ပြီးတော့လူမျိုးဘာသာမျိုးလဲစားသုံးနိုင်ပါတယ်ဒီလိုမျိုးတထုပ်ကိုမှတထုပ်ကို300ဝန်းကျင်လောက်ပဲရှိတယ်အခုဆိုလို့ရှိရင်နီးစပ်ရာဆိုင်တွေတော်တော်များများမှာဝယ်လို့ရနေပါပြီ convenience store တွေ supermarket တွေမှာလည်းအလွယ်တကူဝယ်လို့ရပါတယ်ဒီ share စားရဲ့ရခိုင်ငပိထောင်းလေးကဒီလိုအသီးအနှံတွေနဲ့အခုလိုနယ်စားလဲကောင်းတယ်ပြီးတော့ထမင်းနဲ့နယ်စားရင်ပါတကယ်ကောင်းတာဘာနဲ့စားစားအရန်လိုက်တယ် share စားရခိုင်ငပိထောင်းလေးကတော့တကယ်ကိုမိုက်တယ်ဒီ share စားငပိထောင်းလေးကလေထိမိ share ဆက်ရခိုင်ငပိထောင်းလေးပါဆိုတော့စားကြည့်နော်အဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်ဆုံကြမယ်နော်အားလုံး bye bye